ခရီးယန်ဘာသာရဲ့နှစ်ပေါင်းနှောင်းကျော်သမိုင်းဒါဟာကဘာကြီးကိုပုံဖော်ခဲ့တဲ့တကယ့်ကို drama အပြည့်နဲ့ဇလန်တပုတ်ပါပဲဆိုတော့လူသိမ့်မသိတဲ့လုံရှားမှုလေးတစ်ခုကနေကဘာလုံးဆိုင်ရာယုံကြည်မှုတစ်ခုဖြစ်လာအောင်ဘလို့အလေးအပြောင်းတွေကတွန်းဖော်ခဲ့တယ်လေအဲ့ဒီအဓိကကြတဲ့အပြောင်းလဲတွေကိုဒီတစ်ခေါက်အတူတူကြည့်သွားကြရအောင်ကဲဒီဇလန်ရဲ့အဓိကမေခွန်းကတော့ဒါပါပဲယောမအင်ပါယာရဲ့အစွန်ဖျားပြည်နယ်တစ်ခုကနေစားခဲ့တဲ့ဂျူးလူရှားမှုလေးတစ်ခုကနေကဘာကြီးဆုံးဘာသာတရားအဖြစ်ကိုဘလို့များရောက်သွားခဲ့တာလဲဟုတ်တယ်အဲ့ဒီမေခွန်းရဲ့အဖြစ်ကိုရှာရင်လည်းပဲခရီးယန်ဘာသာရဲ့အကြီးမားဆုံးအလဲအပြောင်းတွေကိုတစ်ခုချင်းစီဖျက်သားသွားကြည့်ကြမယ်ပထမဆုံးအပိုင်းကတော့ဂိုးငယ်လေးတစ်ခုကအင်ပါယာကြီးရဲ့ဘာသာတရားဖြစ်သွားတဲ့နန်းတွင်ပြောင်းလဲအကြောင်းပါဒီလက်အပြောင်းကတကယ်ကိုအံ့ဩစရာကောင်းဆုံးပဲလို့ပြောလို့ရတယ်စဉ်းစားကြည့်လေနှိမ့်ဆက်ညင်ပန်းခံခဲ့ရတဲ့ဘာသာငယ်လေးတစ်ခုကနေကမ္ဘာအင်အားအကြီးဆုံးအင်ပါယာရဲ့တရားဝင်ဘာသာတရားဖြစ်သွားတယ်ဆိုတာတကယ်ကိုအရာလုံးကိုပြောင်းပြန်လှန်လိုက်တဲ့အပြောင်းလဲကြည့်ပါပဲဒီပရမနှစ်သုံးညအတွင်းမှာဖြစ်သွားတဲ့ပြောင်းလဲကိုကြီးလိုက်ရင်တကယ်ကိုမယုံနိုင်စရာပဲခရစ်နဲ့3.3လောက်မှဂျူးပါတာရဲ့ဂိုင်းခွဲလေးတစ်ခုအနေနဲ့ပဲစတင်ခဲ့တယ်ခဏနေတော့ခရစ်နဲ့60လေးမှအေကရနီရိုကရောမမြို့ကြီးမီးလောင်တာကိုသူတို့အပြစ်ပုံချပြီးရဆက်ဆက်မစ်ခွတ်တာခံရရောက်ဒါပေမဲ့ခရစ်နဲ့325ကိုရောက်တော့ဘာဖြစ်သွားလဲဆိုတော့အခြေအနေကလုံးဝပြောင်းပြန်ပဲအင်ပါယာရဲ့အကြီးအကဲဖြစ်တဲ့အေဂရကိုလိုင်းကသူတို့ရဲ့ဘာသာရေးအစည်းအဝေးကိုဥဆောင်ကျင်းပပေးတဲ့အထိဖြစ်သွားခဲ့တယ်ဆိုတော့စဉ်းစားကြည့်လေယာဆုနဲ့တောခုတော်မပြည့်သေးတဲ့အချိန်မှာပဲခရီးယန်တွေဟာရောမမြို့မီးလောင်မှုအတွက်ပြစ်ပုံချခံရတဲ့အပယ်ခံဘဝကနေသူတို့ရဲ့ဘာသာရေးညင်ပွားမှုတွေကိုဖြည့်ရှင်းပေးဖို့ယောမအေဂရကိုတိုင်ဂျာဝင်စစ်ဆက်ပေးရတဲ့အထိရေးပါတဲ့အတွင်းတူတွေဖြစ်လာခဲ့တယ်တကယ်ကိုအပြင်လူဘဝကနေအရိကနေရာကိုရောက်သွားတာပါပဲကဲဒါကဘာလို့ဒီလောက်အရေးကြီးရလဲဘာလို့လဲဆိုတော့ဒီပြောင်းလဲတာခရစ်ယာန်ဘာသာနဲ့အနောက်တိုင်းနိုင်ငံရေးအာဏာကိုခွဲလို့မရအောင်ချီနှောင်လိုက်လို့ပါပဲအဲ့ဒီဆက်ဆံရေးကပဲနောက်ထပ်နှစ်တစ်ထောင်ကျော်ကြာမယ်ယူရိုပရဲ့တမိုင်းတစ်ခုလုံးသူ့ရဲ့ပရိပက္ခတွေသူ့ရဲ့တိုးတက်မှုတွေအားလုံးရဲ့အခြေခံအိုးမစ်ကြီးဖြစ်သွားခဲ့တယ်ဟုတ်ပြီဒုတိယအပိုင်းကတော့ပထမဆုံးအကြီးမားဆုံးအကွဲပြဲကြောင်းမှာအရှိနဲ့အနောက်အင်ပါယာနဲ့လက်တွဲပြီးတော့ခရစ်ယာန်ဘာသာကြီးကစီးလုံးတွားပြီးတော့ထင်ရပါမယ်မကြပါဘူးအတွင်းပိုင်းကနေပဲစပြီးကွဲထွက်သွားခဲ့တယ်အဲ့ဒီအရှိနဲ့နောက်ကြားကအကြီးမားဆုံးအကွဲပြဲကြောင်းကိုဆက်ကြည့်ကြရအောင်1054ဒီခုနှစ်ကိုတော့ကောင်းကောင်းဖတ်ထားလိုက်ပါဘာလို့လဲဆိုတော့ဒါဟာခရစ်ယာန်ဘာသာရဲ့စီလုံးညီညွတ်မှုတရားဝင်အဆုံးသတ်သွားတဲ့နေ့ထိသူရဲ့အကျိုးဆက်တွေကိုဒီနေ့ဒီအချိန်ထိတောင်တွေးနေရတော့မယ်တကယ်တော့ဒီကွဲပြဲကတညတဲ့နဲ့ဖြစ်သွားတဲ့မျိုးမဟုတ်ပါဘူးယာစုနဲ့ပေါင်းများစွာတဖြည်းဖြည်းနဲ့ကွဲကွာလာတာအဓိကပြဿနာတွေကဘာတွေလဲဆိုတော့ဘယ်သူကအဓိကခေါင်းဆောင်လဲယောမမှာရှိတဲ့ပုပ်ရဟန်းမင်းကြီးလားကွန်စတန်တီနိုဘက်ကအေဂရလာပြီးတော့ဘာသာရေးယုံကြည်ချက်ဆိုင်ရာအသေးစိတ်ချက်လက်တွေဝိပျိုကိုးကွယ်တဲ့ပုံစံတွေမှာလည်းကွဲပြောင်းမှုတွေရှိလာတယ်နောက်ဆုံးမှာတော့နိုင်ငံရေးအာဏာလွတ်ပွဲတွေနဲ့ပေါင်းပြီးအေယာအလုံးက charge တစ်ခုလုံးကိုနှစ်ပိုင်းကွဲသွားစေရတယ်အပိုင်း3ကတော့ Protestant ပြုပြင်ပြောင်းလဲရေးပါဒါကတော့အနောက်တိုင်းခရစ်ယာန်ဘာသာကိုယ်တိုင်စိတ်အမျှော်ဖြစ်သွားတဲ့အကြောင်းပေါ့အရှေ့နဲ့အနောက်ကွဲသွားပြီးနောက်မှာအနောက်တိုင်းကတော့ AC တင်ငိမ်သွားပြီလို့ထင်ရပါမယ်နောက်ထပ်900လောက်ကြာတော့အထက်မှာတင်နောက်ထပ်တော်လန်ရေးတစ်ခုဖြစ်လာပြီးတစ်ဆက်စီဖြစ်သွားစေခဲ့တယ်အဲ့ဒါကတော့ Protestant ပြုပြင်ပြောင်းလဲရေးပါပဲဒီတော်လန်ရေးကြီးထူလုံးကိုစတင်စေခဲ့တဲ့မီးပွားလေးကတော့ indulgences လို့ခေါ်တဲ့အလေးထားတစ်ခုပါအစပိုင်းမှာတော့ဒါက church ကအပိတန်ဒီကို short ပေါ့ခွင့်လွှတ်ပေးရဲ့သဘောမျိုးပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့ပုပ်ရဟန်းမင်းကြီးရဲ့ကြီးကျယ်ခံရတဲ့စီမံကိန်းတွေရန်ပုံငွေရှာတယ်လို့မျိုးကက်တင်ချင်းကိုပိုက်ဆံနဲ့ရောင်းနေတယ်ဆိုပြီးဝေဖန်မှုတွေပြင်းထန်လာတဲ့အငင်းပွားဝေရာကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ပြုပြင်ပြောင်းလဲလေကဘလို့အရှင်ရလာလဲဆိုတော့1940မှာဂျာမန်ဘုံကြီးမာတင်လူသားက indulgences ရောင်းတာကိုလူသိရှင်ကြားဆင်းခေါ်လိုက်တယ်ကယ်တင်ချင်းဆိုတာယုံကြည်မှုနဲ့ပဲရတာပိုက်ဆံနဲ့ဝယ်လို့မရဘူးပေါ့အဲ့ဒီအချိန်ကအသစ်စပေါ်ခါစားပုံနေစကသူရဲ့အသွေးခေါ်တွေကိုဥရောပတခွင်ကိုမီးလို့ပြန်သွားစေခဲ့တယ်မကြပါဘူးနိုင်ငံရေးခေါင်းဆောင်တွေကလည်းဒါကိုယောမရဲ့ဩဇာကနေယုံထပ်ဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်မြင်လာရောဒီလိုနဲ့ပါတာရေးအငင်းပွားမှုလေးကနေနိုင်ငံရေးလူမှုရေးလှူရှားမှုကြီးတစ်ခုဖြစ်လာပါတော့တယ်ဒီပြုပြင်ပြောင်းလဲရေးအရေးကြီးဆုံးအကျိုးဆက်ကပါလဲဆိုတော့ church အသစ်တစ်ခုတည်းပေါ်လာတဲ့ပို့ပါတယ်ဒါကခရစ်ယာန်ဘာသာကိုကိုနီးကိုဟန်နဲ့အဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်ဆိုတဲ့တခါးကြီးကိုဖွင့်ပေးလိုက်သလိုပါပဲအဲ့နောက်ပိုင်းမှာမရေမတော်နိုင်တဲ့ဂိုင်းကနာအသစ်တွေပေါ်ပေါက်လာခဲ့တယ်ဒီနေ့ကမှမြင်နေရတဲ့ Protestant ဘာသာရဲ့မတူကွဲပြားတဲ့ပုံစံမျိုးစုံဟာအဲ့ဒီအချိန်ကစားခဲ့တဲ့အမွေနဲ့ဒီပေါ့နောက်တစ်ပိုင်းကတော့ယုံကြည်မှုနဲ့စင်ကျင်တုံတရားထိတ်တိုက်တွေ့ကြရဲ့ဉာဏ်အလင်းခေတ်ကြောင်းပါပြုပြင်ပြောင်းလဲရေးကတဦးတယောက်ချင်းစီရဲ့ယုံကြည်မှုကိုအလေးပေးခဲ့တယ်ဟုတ်
အဲ့ဒီတူးချင်းဆိုတဲ့အတွေ့အခေါ်ကပဲနောက်ပိုင်းမှာဘာသာရေးအတွက်အကြီးမားဆုံးစင်ခေါ်မှုတစ်ခုကိုမွေးထုတ်ပေးခဲ့တယ်အဲ့ဒါကတော့ယုံကြည်မှုချက်လူရဲ့စင်ကျင်တုံတရားကိုပဲအထူးကထားရမယ်ဆိုတဲ့ညာလင်းခဲ့တဲ့အတွေ့အခေါ်တွေပါပဲ ကဲညာလင်းကဆိုတာကဘာလဲရှင်းရှင်းပြောရရင်ဒါက18ရာစုဥရောပမှာပေါ်လာတဲ့အတွေ့အခေါ်တော်လှန်ရေးတစ်ခုပါသူ့ရဲ့အဓိကအချက်ကတော့လူသားရဲ့စင်ကျင်တုံတရားဟာအရာအလုံးထက်အရေးကြီးဆုံးပဲဆိုတာပါပဲဒီအတွေ့အခေါ်ကရှေးရိုးဘာသာရေးယုံကြည်မှုတွေကိုတိုက်ရိုက်ဆင့်ခိုလိုက်တာနဲ့အတူတူပါပဲ ဆိုတော့ဒီမှာကဘာကြီးကိုကြည့်တဲ့အမြင်တစ်ခုထိတ်တိတ်တွေးပါလေတော့တစ်ဖက်ကတော့ရှေးရောအစင်လာအတိုင်းအမှန်တရားဆိုတာဖျားစီကပဲလာတယ်ကျမ်းစာထဲမှာပဲရှိတယ်လို့ယုံကြည်တယ်နောက်တစ်ဖက်ကတော့အဲ့လိုမဟုတ်ဘူးအမှန်တရားကိုလူရဲ့စင်ချင်းတုံတရားနဲ့တွေ့ပန်နေကြစူးစမ်းရှာဖွေမှုတွေကနေပဲရှာဖွေတွေ့ရှိနိုင်တယ်လို့ဆိုတယ်ဒီအမြင်နှစ်ခုရဲ့ပက်ဒီပါခါကပဲနောက်ပိုင်းမှာပါတဲ့ရေးကိုတိတ်အလေးမထားတော့တဲ့လော်ကီအမြင်နဲ့ခစ်တဲ့ပန်ပညာအတွက်လမ်းဖွင့်ပေးတယ်လို့ဖြစ်သွားခဲ့တာပါ ကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒါကတော့အခုလက်ရှိအချိန်မှာတင်းဖြစ်ပြနေတဲ့အကြီးမားဆုံးအပြောင်းအလဲတစ်ခုပါကမ္ဘာလုံးဆိုင်ရာယုံကြည်မှုသစ်တောင်ဝက်ချမ်းကိုရွှေ့ပြောင်းသွားခြင်းအကြောင်းပေါ့ဟုတ်ပါတယ်နှစ်ပေါင်း1500ကျော်လောက်ဥရောပကခရစ်ယာန်ဘာသာရဲ့ဘိုးချက်ထိခဲ့ရကနေအခုဆိုရင်အဲ့ဒီအချက်ချာကကမ္ဘာတခြားဒေသတွေကိုအန်အောစရာကောင်းလောက်အောင်ရွှေ့ပြောင်းလာပါပြီ ဒီနေ့ခေတ်ခရိယန်ဘာသာရဲ့ကမ္ဘာမြေပုံကိုကြည့်လိုက်ရင်လုံးဝကိုအရင်ကနဲ့မတူတော့ဘူးဥရောပမှာယုံကြည်သူဦးရေကကျဆင်းနေတဲ့အချိန်မှာပဲလက်တင်အမေရိကအာရှအထူးသဖြင့်အာဖရိကမှာတော့အရှိန်အဟုန်နဲ့တိုးတက်ကြီးထွားလာနေတာကိုတွေ့ရမှာပါဒါကြောင့်ပြောနိုင်တာကခရိယန်ဘာသာရဲ့အနာဂတ်ဟာဥရောပမှာမဟုတ်တော့ပဲကမ္ဘာတောင်ဘက်ခြမ်းကိုရောက်သွားပြီဆိုတာပါပဲ ဒီအပြောင်းလဲကလူအိုးရေရွှေ့သွားတာတခုတည်းကမဟုတ်ဘူးနော်ယုံကြည်မှုရဲ့ပုံစံနဲ့မျက်နှာသွင်းပြင်ကိုပါပြောင်းလဲစေကြတယ်အနောက်တိုင်းကရှေးရိုးကန်ကြီးတွေမွေးမိန်လာချိန်မှာတောင်ဘက်ချင်းကပေါ်ပြီးတပ်ဝင်လှုပ်ရှားတဲ့ဧဝံဂေလိနဲ့ပင်းတကူတီလို့လှုပ်ရှားမှုတွေကအစားထိုးအားကောင်းလာတယ်အခုဆိုရင်ဘာသာရေးဆိုင်ရာအရေးကြီးဆုံးအတွေးခေါ်သစ်တွေခေါင်းဆောင်အသစ်တွေဟာဥရောပကမဟုတ်တော့ဘူးအာဖရိကအာရှနဲ့လက်တင်အမေရိကလိုနေရာတွေကနေပေါ်ထွက်လာနေလာကိုတွေ့ရမှာပါဆိုတော့နှစ်ပေါင်း2000ကျော်အတွေ့မှာနှိမ့်ဆက်ညင်ပန်းမှုတွေ empire နဲ့ပေါင်းစည်းမှုတွေအကြီးကျယ်ကွဲပြဲမှုတွေတော်လှန်ရေးတွေဒါတွေအားလုံးကိုဖျက်ဆီးပြီးအမြဲတမ်းအသွင်ပြောင်းလဲလာခဲ့တဲ့ခရစ်စတန်ဘာသာသူ့ရဲ့နောက်ထပ်အကြီးမားဆုံးအလေးအပြောင်းကိုဘာဖြစ်လာမလဲအဲ့ဒီမြင်ဟွင့်ရဲ့အဖြစ်ကိုတော့အနာဂတ်သမိုင်းကပဲဆက်လက်ရေးသားသွားရမှာပါပဲ